တကြံကိုမြန်မာလူမျိုးတွေဘာကြောင့်ချစ်ကြလဲအားလုံးမင်္ဂလာပါကျွန်တော်ဂျေကြီးဖြစ်ပါတယ်ဒီနေ့ပြောချင်တဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့ရဲ့နော်ဒါကြားရောက်တော့မဲ့ဒါမြန်မာယူရအတားတကြံနဲ့ပတ်သက်ပြီးတော့ပြောချင်ပါတယ်တကြံနဲ့ပတ်သက်ပြီးပေါ့နော်ဒီပေါ့နော်ကျွန်တော်မြန်မာလူမျိုးတွေကတကြံနဲ့ပတ်သက်ပြီးတော့အင်မတန်မှာပေါ့နော်တကြံကိုဒါချစ်မြတ်လို့ကြပါတယ်နော်ဘာဖြစ်လို့လဲဆိုတော့တကြံရဲ့အငွေတက်တွေဒီမှာတကြံရဲ့တေးချင်းလေးတွေတကြံရဲ့ပေါ့နော်ဒါပထောင်ပန်းလေးတွေတကြံနဲ့ပတ်သက်ပြီးတော့ပေါ့နော်အားလုံးကအမှတ်တရစရာတွေအများကြီးရှိကြပါတယ်ကျွန်တော်ပေါင်းအားလုံးတကြံနဲ့ပတ်သက်ပြီးတော့နော်ကျွန်တော်ဒီဗီဒီယိုလေးကိုတင်ဆက်ရတာအင်မတန်မှပြောမိပါတယ်ဘာလို့ဆိုတော့တကြံဆိုတာကျွန်တော်မြန်မာတွေအတွက်ပေါ့နော်အရန်ကိုအရေးပါတဲ့ပွဲတော်ကြီးအခါသမယဖြစ်ပါတယ်ကျွန်တော်တို့ကပေါ့နော်အခုနောက်ပိုင်းနှစ်တွေတကြံနဲ့ပတ်သက်ပြီးတော့ပေါ့နော်အမှတ်တရတွေအများကြီးမရှိပေမဲ့ဒါတကြံဟာကျွန်တော်တို့ရဲ့ပေါ့နော်မြန်မာယူရအတားတကြံဟာဒါတကြံရဲ့အစပထမဖြစ်ပါတယ်တခြားထိုင်းတို့နော်ကမ္ဘောဒီးယားတို့ဒါလာအိုတို့ပါလားဒီလိုအလားတူကျင်းပါပါတယ်နော်တကြံနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်တကြံပေါ့နော်ဒါဒန်နာကြီးအစိုးရဆိုရင်တော့တမိုင်းဒန်နာကြီးတွေမှာဆိုရင်တော့တကြံဟာဒီကမ္ဘာပြည်မှာမင်းနေပေါ့နော်ဒီမာကပေါ့နော်ဒါတကြံမင်းဖြစ်မဲ့မာကလူလင်းတို့ကဒါအလောင်းစားညင်းခေါ်ရင်းနဲ့ဖြစ်လာကြတယ်လို့ပေါ့အချို့အစိုးမိတ်တွေမှာတော့ရှိရပါဘူးဗျာကျွန်တော်တို့မြန်မာရာဇဝင်ပြန်ကြည့်မယ်ဆိုတော့နော်ကျွန်တော်ပကံခက်မှာတော့တွေ့နိုင်ပါတယ်ပကံခက်မှာဆိုရင်နော်နာယတိဟာပရိမင်းပေါ့နော်တရုတ်ပြည်မင်းလက်ထက်မှာဆိုရင်ကျွန်တော်တို့ကဒါရေဘက်ကစားခြင်းပေါ့လားနွေရာသီမှာဆိုတာဒါအပူပြင်းတဲ့အတွက်ပေါ့နော်ကျွန်တော်တို့နေဒါရေဘက်ကစားခြင်းကိုပြုလုပ်ကြတယ်ဆိုပြီးတော့ကျွန်တော်သိရပါတယ်ဘယ်လောက်ထိတော့မှာပေါ့နော်ဒါဒီတမိုင်းကျမ်းစာတွေမှာဖော်ပြထားတယ်ဆိုတော့ဒီမြန်မာရာဇဝင်မှာဆိုရင်လည်းနာယတိဟာပရိမင်းရတာအချစ်ဆုံးမိဖုရားဖြစ်တယ်ပေါ့နော်မိဖုရားစောလုံးဆိုရင်လည်းသူကဒါနာယတိဟာပရိမင်းကနေပြီးရေနဲ့ပတ်လိုက်တဲ့အတွက်ပေါ့နော်ဒါအရင်ရှက်ဒါအရှက်အင်ရီကြီးနဲ့မိဖုရားစောလုံးအောင်ဆိုရင်ဒါသူ့အနေနဲ့ပေါ့နော်အညို့အောက်ကထားပြီးတော့ပေါ့နော်အစိတ်ခတ်ပြီးတော့ပေါ့နော်သူ့ရဲ့အစာထဲမှာအစိတ်ခတ်တဲ့အထိအောင်လားပြုလုပ်ခဲ့တာဘူးလေကျွန်တော်မြန်မာရာဇဝင်မှာတွေ့ရမှာဖြစ်ပါတယ်တကြံဆိုရင်ကျွန်တော်တို့ဒါမြန်မာပြည်သူလူထုပေါ့နော်မြန်မာပြည်သူပြည်သားတွေအတွက်တော့အင်မတန်မှဒါအေးမြခြင်းညီတယောက်နဲ့တယောက်ချစ်ခင်ခြင်းအယူသည်ရှိခြင်းပြီးရင်ကျွန်တော်တို့လည်းကောင်းမှုကုသိုလ်ပြုလုပ်ခြင်းအစအရာရာပေါ့နော်အစအရာရာတယောက်နဲ့တယောက်နဲ့အေးပါစေချမ်းပါစေနော်ဒါနှစ်တကူကျွန်တော်တို့ကအကောင်းဆုံးဆိုရတော့နော်ဒါအစင်လာလေးနဲ့တူကြိုးဆိုခြင်းဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ပေါ့နော်အကျိုးအကျအကျက်အတက်ဆိုပြီးတော့ကျွန်တော်မြန်မာအကျိုးရတချောင်း၄ရက်ခွဲထားပါတယ်ဒါတကြံမှာဆိုရင်ကျွန်တော်တို့ကတယောက်နဲ့တယောက်နဲ့ပြေရွှင်နေရှိပတ်ကြတယ်ရေကစားကြတယ်ညီအကိုတွေပေါ့နော်ညီကိုရင်းချလို့တယောက်နဲ့တယောက်ဆက်ဆံကြတယ်ချစ်ခင်ကျင်နာဖို့တင်တဲ့တူအားလုံးဆက်ဆံရင်းနဲ့အေးပါစေချမ်းပါစေဆိုတော့ဒါစိတ်ဆန္ဒတွေနဲ့ပေါ့နော်ဒါတကြံပွဲကိုပြုလုပ်ရတဲ့အကြောင်းရင်းနဲ့ချက်ဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ပေါ့နော်ဒါဒီတကြံဆိုရင်ဒါကျွန်တော်တို့မြန်မာတွေရဲ့ပေါ့နော်အစအမြစ်ပဲဖြစ်ပါတယ်တချို့တွေကပေါ့နော်ဒါတကြံဆိုတာလည်းပေါ့နော်ကျွန်တော်တို့ကမဟုတ်တခြားအကြောင်းအရာတွေပေါ့နော်တခြားလူတွေကစတင်ခဲ့တယ်လို့ထင်ပါတယ်မှားပါတယ်တကယ်တော့ကျွန်တော်မြန်မာတွေကစတင်ခဲ့တာဖြစ်ပါတယ်တကြံနဲ့ပတ်သက်ပြီးတော့တကြံရဲ့ဒါတေးသချင်းလေးတွေတကြံရဲ့ဒါဇလန်ဒီပေါ့နော်တကြံရဲ့ဒါစကားကြီးတွေဆိုတော့ဥမာတကြံမိုးတို့နော်မောင်တို့ချယ်ရီမြေတို့ကားတွေဆိုလေအင်မတန်မှဟုတ်တာမြန်မာတွေရဲ့တင်းလုံးနေပေါ့နော်အရန်ဟိုမှာကြိုက်ခဲ့တဲ့ကားလေးတွေဖြစ်ပါတယ်ဥမာအဖြစ်ပြောမယ်ဆိုရင်ဒါကျွန်တော်တို့ပေါ့နော်တကြံမိုးကားထဲမှာဆိုလဲဒါတကြံမင်းသားဖြစ်တယ်နော်မင်းသားကိုလက်လို့ဒါချစ်စနုနော်ကိုလက်ကိုတာဆိုပြီးချစ်စနုခေါ်ကြတယ်မင်းသားကြီးဦးစောဝင်တေးဥဆောင်မှုတွေဒါကိုငိမ့်မောင်လို့ခေါ်တဲ့နော်ဒါမင်းသားပေါ့နော်မင်းသားဦးနေအောင်ရဲ့တေးဥဆောင်ချက်ကြီးอ่ะဆိုရင်လည်းဒါမြန်မာပြည်သူလူထုရဲ့နော်ဦးစင်ဝါးတို့အန်နီတော်ခင်တန်းတို့ပေါ့နော်သူတို့ရဲ့တေးဥဆောင်ချက်တွေဆိုရင်လည်းမင်းသားကြီးဦးဝင်းဦးတို့ရဲ့တေးဥဆောင်ချက်တွေကဆိုကျွန်တော်မြန်မာပြည်သူလူထုတွေကဒါတကြံပေါ့နော်အမြဲအမှတ်ရစေမဲ့ memory တစ်ခုပေါ့ဗျာကျွန်တော်တို့နဲ့ပတ်သက်ပြီးတော့နော်ဒါတကြံလို့တွေးလိုက်တယ်မှာမြန်မာပြည်သူတွေကအရင်ပြောရတယ်ပြီးရင်တယောက်နဲ့တယောက်နဲ့နော်ဒါရေပတ်ခံရေကစားကြရတယ်ကျွန်တော်တို့ကပြီးရင်မိုးလုံးကြီးလိုတွေစားရင်မြန်မာယူရအစားလင်းစားရတယ်ပြီးရင်ပထောင်ပန်းလေးတွေနဲ့နော်ပထောင်ပန်းလေးတွေနဲ့ဒါစင်မြကားရင်းသမားလေးတွေကိုလည်းတွားပြီးတော့အမှတ်ရတယ်နော်တကြံနဲ့ပတ်သက်ပြီးတော့ပေါ့အမှတ်တရတွေကဒါမြန်မာပြည်သူလူထုတွေအတွက်တော့အင်မတန်မှများတဲ့အရာဖြစ်ပါတယ်အင်မတန်မှများတဲ့ပွဲတော်ဖြစ်ပါတယ်ဒါမြန်မာတွေအနေနဲ့ပေါ့နော်တယောက်နဲ့တယောက်နဲ့ကျွန်တော်တို့မြန်မာလူမျိုးတွေကစီလုံးမှုတွေနဲ့အတူဒါတကြံဆိုတဲ့အရာပေါ့နော်အကောင်းဆုံးဖြတ်သန်းသွားနိုင်မယ်ဆိုရင်တော့ကျွန်တော်တို့ကတနည်းနည်းတစ်ချိန်မှာတော့ကျွန်တော်တို့တကြံဟာပေါ့နော်ဒီထက်ပိုပြီးတော့ပေါ့နော်ကမ္ဘာအလယ်မှာပို့ပြီးတော့ထင်ရှားကြော်ကြတဲ့ပွဲတော်တစ်ခုဖြစ်မယ်လို့ကျွန်တော်ကထင်ပါတယ်ကျွန်တော်ယူဆပါတယ်နော်
ဒီလိုပဲယူဆပါတယ်ကျွန်တော်အနေနဲ့လည်းတကြံနဲ့ပတ်သက်ပြီးအမှတ်တရရစရာတွေနော်အမှတ်တရတွေအမှတ်ရစရာတွေအများကြီးရှိပါတယ်တကြံအားကျွန်တော်မြန်မာလေးတွေအတွက်အင်မတန်မှပေါ့နော်ထိုးခဲ့တဲ့အခါလည်းမရပွဲတော်ဖြစ်ပါတယ်အားလုံးအနေနဲ့တကြံမှာအစားအစာစင်ပြီးချုံးမွေပြီးတော့လူဝင်စန္ဒတလုံးလုံးပြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်အားလုံးမင်္ဂလာပါကျွန်တော်ကျေးဇူးဖြစ်ပါတယ်